လူတချို့ကတိုက်ပွဲနှစ်ခုတိုက်ရတယ်တချို့ကြောင့်တိုက်ပွဲတစ်ခုပဲတိုက်ရတယ်တိုက်ပွဲနှစ်ခုတိုက်ရတဲ့မိတ်ဆွေတို့ကအိမ်တွင်းတိုက်ပွဲလည်းရှိရယ်အိမ်အပြင်တိုက်ပွဲလည်းရှိရယ်အိမ်တွင်းတိုက်ပွဲမှာဆိုလို့ရှိရင်ကိုယ့်ရဲ့မိဘသားသမီးဆွေမျိုးဒီရဲ့ပြဿနာတွေကိုဖြေရှင်းရတဲ့အချိန်တစ်ခုရှိလို့ပြင်ပမှာဆိုလို့ရှိရင်လည်းလူတွေအလုတ်ခွင်မှာဒီတိုက်ပွဲကိုလည်းကျွန်တော်ဆင်နွှဲကြရတယ်တချို့တွေကြောင့်ကံအရန်ကောင်းကြတဲ့အိမ်တွင်းတိုက်ပွဲဆင်နွှဲစရာမလိုကျွန်တော်ဗီဒီယိုလေးကတော့အိမ်တွင်းပဏိပခါတွေကိုဖြေရှင်းခဲ့တဲ့မိတ်ဆွေတို့ပြပြနေတာကဒီပြဿနာတွေကြုံတွေ့နေရတာကိုတယောက်တည်းမဟုတ်ဘူးအဲ့လိုကြုံတွေ့ရတဲ့လူတစုလည်းရှိတယ်ဒါတွေကိုကြော်လွှားဖို့အတွက်ဆိုရင်အပြင်တိုက်ပွဲမှာအောင်မြင်ဖို့အတွက်ဆိုရင် achievement လို့ခေါ်တဲ့စုခုမှုတွေအရေးကြီးလို့အိမ်တွင်းတိုက်ပွဲအောင်မြင်ဖို့အတွက်ကြတော့ acceptance လို့ခေါ်တဲ့အရှိကိုအရှိတိုင်းလက်ခံနိုင်ဖို့ဒါအရင်အရေးကြီးပါတယ်မိတ်ဆွေတို့ဘယ်လိုမြင်လဲ comment မှာရေးကြလို့ရရေးခဲ့ပြီပေါ့အဆုံးထိကြည့်ပေးကြအောင်ကျေးဇူးတင်ပါတယ်မင်္ဂလာရှိတော်နေ့လေးဖြစ်ပါစေ